ဟယ်လိုဒီနေ့ကတော့နိုင်ငံအစုံရှောက်ပတ်နေတဲ့ foreigner မလေးနော်နော်နဲ့သူမလေးရှားကိုရောက်တုံးရောက်ခိုက်ရှောက်သွားရှောက်စားကြတဲ့ blog လေးဖြစ်ပါတယ်သူ့ရဲ့ super power ကတော့ရောက်တဲ့နေရာတိုင်းမှာတငယ်ချင်းရှိပြီးတော့လူချစ်လူခင်အများများတာဖြစ်ပါတယ်အပြင်ကကိုရန်တော့ပြင်မျက်တောင်သူ့ကိုပြုတ်ကြမှာဆိုတဲ့အတွက်ဒီမှာမျက်တောင်သူ့ကိုတည်လာပြဟိတ်မျက်တောင်နဲ့ပြည့်ချင်းအနောက်ကိုလိုက်နေရပါတယ်တတာဒါကတော့သူတဲတဲ့နေရာလေးမှာညပိုင်းစုံပြီးတော့ night out ထွက်ကြတာပါအဲ့မှာ TikTok ယောဂတစ်ဖြတ်ထားလိုက်ကြပါသေးတယ်နောက်နေ့နိုးလာတော့ရေအတင်းတိုက်နေတာဖြစ်ပါတယ်မနောက်တငယ်ချင်းတယောက်ကတော့အခုမှနိုးပြီးဆွတောင်းနေတာဖြစ်ပါတယ်ဒီနေ့ plot လေးကနေပဲအားလုံးတငယ်ချင်းကောင်းတွေဘဝမှာပိုင်ဆိုင်နိုင်ပါစေလို့ဆုတောင်းပေးအားလုံးနှုတ်ဆက်ပါတယ်တတား